မိတ်ဆွေများလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လာစဉ်ဟောပြောပေးနေတဲ့တလားတာကြီးတော်မင်္ဂလာရတရားလက်ဆောင်တွေကိုဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဩဂုတ်လတလားတာအတွင်းမှာကျွန်တော်ကံကောင်းစေတဲ့ဆောင်ဗာလေးတွေဆောင်အောင်လေပေါ့နော်ခုနှစ်သားသမီးတွေနေတဲ့နေ့လိုက်ကံကောင်းစေတဲ့ဆောင်တနင်္ဂနွေသားသမီးကဗာဆောင်အောင်လေတနင်္ဂနွေသားသမီးကကံထောက်ပံ့ဖြစ်အောင်ဒီဩဂုတ်လတလားတာအတွင်းမှာကံကောင်းစေတဲ့ဆောင်ဗာလေးတွေဆောင်သွားအောင်လေဆိုတော့ဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဩဂုတ်လတလားတာအတွင်းမှာတနင်္ဂနွေနေ့ဝေဖွားသူတွေဟာကျွန်တော်ကံကောင်းနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော် ground ညွန်လေးတစ်ညွန်ဆောင်လာခြင်းအပြင်ကံအပံ့မှုကံအထောက်ပံ့မှုဒီဩဂုတ်လတလားတာအတွင်းမှာရရှိနေပါတယ်အဲ့တော့ကိုယ်ရေးကြီးတဲ့ကိစ္စရှိလို့တွားတဲ့အားပဲဖြစ်ဖြစ်ကျွန်တော် interview ကိစ္စတွေငွေကြီးကိစ္စတွေဒီတွားရောက်ပြီးကျွန်တော်လောက်ကန်ဆောင်ရရမယ်လို့ဖြစ်ဖြစ်ကျွန်တော် ground ညွန်လေးတစ်ညွန်ဆောင်ထားခြင်းအပြင်တနင်္ဂနွေနေ့ဝေဖွားသူတွေဟာဒီဩဂုတ်လတလားတာအတွင်းမှာကျွန်တော်ကံကောင်းစေတဲ့အဆောင်ဖြစ်တဲ့ကိုယ့်အတွက်ကံအထောက်ပံ့ရရှိတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့အခုတနင်္လာနေ့ဝေဖွားသူများတနင်္လာသားသမီးများအတွက်ပေါ့နော်အဲ့တော့ကံကောင်းစေတဲ့အဆောင်လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဩဂုတ်လတလားတာအတွင်းမှာတနင်္လာသားသမီးတွေဟာကျွန်တော်တနင်္လာသားသမီးတွေအတွက်ကျွန်တော်ကံကောင်းစေတဲ့အဆောင်ဟာကျွန်တော်ဗားလဲဆိုတော့တန်လိုက်တုံးလေးတစ်တုံးပဲဆောင်ထားရုံပဲအဲ့တော့ကြီးကြီးသေးသေးကျွန်တော်ဝိုင်းဝိုင်းတန်လိုက်တုံးဖြစ်ဖို့ပဲလိုတယ်အဲ့တော့တန်လိုက်တုံးလေးတစ်တုံးကိုကျွန်တော်တို့ဆောင်ထားခြင်းအပြင်ဒီဩဂုတ်လတလားတာအတွင်းမှာတနင်္လာနေ့ဝင်ပါသူတွေကကျွန်တော်ကံထောက်ပံ့ရစေတယ်ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့ကိုအန်ဒီရရှိတဲ့နေရာသွားတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေလောက်ကန်ဆောင်ရဖို့သွားတာပဲဖြစ်ဖြစ်ပြောဖို့ဆိုဖို့ရှင်းဖို့လင်းဖို့ပဲဖြစ်ဖြစ်တန်လိုက်တုံးလေးတစ်တုံးကိုဆောင်ထားခြင်းအပြင်ဆောင်သွားပြီးလှုပ်ဆောင်နေအပြင်တနင်္လာနေ့ဝင်ပါသူတွေကကံရဲ့ပတ်ဖို့ကံရဲ့ထောက်ပံ့နေရရှိနေမယ်အဆောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်စီကိုဗာလေးတွေဆောင်အောင်မလဲဆိုပြီးကျွန်တော်မေးကြတယ်ပေါ့နော်ကဲအခုဩဂုတ်လတလားတာအတွင်းမှာကျွန်တော်အင်္ဂါနေ့ဝင်ပါသူတွေဟာကျွန်တော်တို့ကံကောင်းစေတဲ့အဆောင်ပေါ့နော်ကံထောက်ပံ့ပြည့်စေတဲ့အဆောင်ဟာပတိလေးတစ်ခုကိုဆောင်ထားရမယ်အဲ့တော့အင်္ဂါနေ့ဝင်ပါသူတွေကဒီဩဂုတ်လတလားတာအတွင်းမှာပတိတစ်ခုဆောင်ထားခြင်းအပြင်ကျွန်တော်ကံရဲ့ပတ်ဖို့ကံရဲ့ထောက်ပံ့ရရှိစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့ကိုရေးကြီးတောင်းကိစ္စရှိတဲ့ဟာတွေလှုပ်ဆောင်မယ်ဆိုရင်ပတိတစ်ခုဆောင်ပြီးလှုပ်ဆောင်နေရတဲ့အောင်တက်ကိုရစေမှာဖြစ်ပါတယ်အဲ့တော့အခုဩဂုတ်လတလားတာအတွက်ဘုဒ္ဓဦးနဲ့ဝင်ပါသူများဘုဒ္ဓဦးသားသမီးများအတွက်ကံကောင်းစေတဲ့အဆောင်ကတော့ဘာလဲဆိုတော့ဘာလေးလို့ဆောင်နေလဲဆိုတော့ကျွန်တော်ကြောက်စစ်လက်ခဲအဖြူရောင်ကြောက်စစ်လက်ခဲဒီကျွန်တော်အဖြူရောင်ဖြစ်ရမယ်အဲကြောက်စစ်လက်ခဲအဖြူရောင်လေးကိုကျွန်တော်တို့ဖျားကုံတော်ကိုပါရုပ်မယ်ပေါ့နော်ကိုကောက်ပဲရုပ်ရုပ်ပေါ့နော်ဖျားကုံတော်ကိုပါကျွန်တော်ကိုကောက်ရုပ်မယ်အဲ့တော့ကိုကဖျားကုံတော်ကိုပါမရုပ်တတ်ဘူးဆိုရင်ဖျားကုံတော်ကိုပါကိုမိသားစုတွေကရုပ်တတ်တဲ့လူတယောက်ကိုရုပ်ခိုင်းမယ်အဲကြောက်စစ်လက်ကိုကျွန်တော်တို့ပဇာနာတိပြီးပေါ့ကျွန်တော်ရုပ်မယ်အဲ့တော့ဖျားကုံတော်ကိုပါရုပ်ထားတဲ့ကြောက်စစ်လက်ခဲအဖြူလေးကိုဆောင်းထားခြင်းအပြင်ဆောင်းသွားခြင်းအပြင်ဗုဒ္ဓသားသမီးတွေကဒီဩဂုတ်လတလားတာအတွင်းမှာကံရပံကိုကံရအထောက်ပံ့ကိုရရှိနေတယ်အဲ့တော့ကံကောင်းစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့အခုဩဂုတ်လတလားတာအတွက်ဂျာနာပိနေဘူဖတ်သူများဂျာနာပိသားသမီးများအတွက်ကျွန်တော်ကံကောင်းစေတဲ့အဆောင်ပါလဲဆိုတော့အနက်ရောင်ဘောပင်တစ်ချောင်းကျွန်တော်အနက်ရောင်ဘောပင်တစ်ချောင်းဆောင်းထားတယ်အဲ့တော့ရေးကြီးတဲ့ကိစ္စတွေရှိလို့ပဲဖြစ်ဖြစ်အန်ဒီရှိတဲ့နေရာကိုကျွန်တော်သွားတာပဲဖြစ်ဖြစ်ရေးကြီးတဲ့ကိစ္စတွေလှုပ်ရှားတာပဲဖြစ်ဖြစ်ပြောဆိုလုပ်ကိုင်တာပဲဖြစ်ဖြစ်အဲ့တော့ဂျာနာပိနေဘူဖတ်သူတွေဂျာနာပိသားသမီးတွေဟာအနက်ရောင်ဘောပင်တခြားကိုကျွန်တော်တို့ဆောင်းထားနေရပြင်ဒီဩဂုတ်လတလားတာထဲမှာကျွန်တော်ကံထောက်မဲ့ပစ္စည်းတဲ့အဆောင်ကိုတဲ့ကံအပံ့မှုရစေတဲ့အဆောင်ဖြစ်ပါတယ်အဲ့တော့တောက်ကြနေမွေးပါသူများတောက်ကြသားသမီးတွေဟာဒီဩဂုတ်လတလားတာထဲမှာကံကောင်းနေတယ်ဆိုရင်ကျွန်တော်တို့ဗာလေးဆောင်ရလဲဆိုတော့ဝကြီးကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကျွန်တော်တို့ပြောဆိုဖို့ပဲဖြစ်ဖြစ်ပေါ့ကံထောက်ပံ့ရအောင်အဲ့တော့ဘာဆောင်ရလဲဆိုတော့ဩဇာညုံလေးတစ်ညုံကိုဆောင်ထားခြင်းအပြင်ဩဇာညုံလေးတစ်ညုံကိုဆောင်ပြီးလှုပ်ဆောင်ခြင်းအပြင်ကံရအပံ့မှုကံရထောက်ပံ့မှုရစေတဲ့ကံကောင်းစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့စနေနေ့မွေးပါသူများစနေသားသမီးများဒီဩဂုတ်လတလားတာထဲမှာကျွန်တော်ကံကောင်းစေတဲ့အဆောင်ဟာဘာလေးလဲဆိုကျွန်တော်စာရီလေးတိတ်ကိုဆောင်ထားအဲ့တော့မာစာရီပဲဖြစ်ဖြစ်စာရီလေးအတန်လေးပေါ့နော်စာရီလေးတိတ်ကိုကျွန်တော်တို့ဆောင်ထားမယ်အဲ့တော့လှုပ်ရှားတဲ့အခါမှာပဲဖြစ်ဖြစ်အင်တာဗျူးဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်ရေးကြည့်တဲ့ကိစ္စတွေလုပ်ဆောင်ဖို့အတွက်ကျွန်တော်စာရီလေးတိတ်ကိုဆောင်ပြီးကျွန်တော်လှုပ်ဆောင်မယ်စာရီလေးတိတ်ကိုဆောင်ထားခြင်းအပြင်ဒီဩဂုတ်လတလားတာထဲမှာစနေနေ့မွေးပါသူတွေအနေနဲ့ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်2026ခုနှစ်ဩဂုတ်လတလားတာအတွက်ခုနှစ်သားသမီးတွေအတွက်ကျွန်တော်ကံကောင်းစေတဲ့အဆောင်တွေကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေများအားလုံးအန်ဒီယကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ